ဒီ region နဲ့ပတ်သက်ပြီးတော့ဟို region ကမလို့မကောင်းတာဒီ region ကမလို့မကောင်းတာမဟုတ် Okay အားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုရဲ့ဗျာကျွန်တော်တို့ iPhone နဲ့ပတ်သက်ပြီးတော့လေဒီ iPhone region နဲ့ပတ်သက်ပြီးတော့ customer တော်တော်များများကweighted water ဖြစ်နေတဲ့ပုံစံလေးတွေကျွန်တော်အများကြီးတွေ့နေရကျွန်တော်တို့နေသူကထိတွေ့ရောင်းဝယ်လုပ်နေရတော့ကျွန်တော် customer တွေလာရင်ဟို region ကိုတော့ ZP ကကောင်းတာလား ZA ကကောင်းတာလားဆိုတော့ weight water customer အများစုကိုကျွန်တော်တွေ့နေတာဖြစ်ပါတယ်အတာကဘယ်လောက်ထိဆိုတော့ကျွန်တော်ရန်ကုန်လို Mandalay လိုဗျာမြို့ကြီးကလူတွေရတော့မှဒီအပိုင်းနဲ့ပတ်သက်လို့ရှိရင် weighted water ဖြစ်နေကြတော့မသိလားဘာကြောင့် weighted water ဖြစ်နေရလဲဆိုတော့ဗျာအခု2026လို့ AI Kit ကိုရောက်နေကိုတိုင်းမလစ်လာပဲနဲ့ဒီလို mobile phone ဆိုင်တွေကဒါကောင်းတယ်ကောင်းတဲ့ဘက်ကိုပါသွားတယ်ဒါမကောင်းတဲ့ဘက်ကိုပါသွားတယ်ဗျာကိုတိုင်းမလစ်လာပဲနဲ့ဟိုဒီဆိုင်တွေကပြောတာကိုနားရောင်ပြီးတော့ဟိုကကောင်းတယ်ဒါကောင်းတယ်ဆိုပြီးတော့ဒွေသွားတွေဖြစ်နေတာကျွန်တော်အများစုတွေ့ရတယ်ပေါ့နော်အဓိကပြောချင်တာဗျာမိတ်ဆွေတို့အနေနဲ့အသစ်ပက်ကင်ဝယ်တယ်ဆိုလို့ရှိရင်လေဒါ Apple ကသူတို့ထုတ်တဲ့ product ကိုဝယ်တာပဲဒီ branded တစ်ခုဝယ်တာဆိုတော့အသစ်ပက်ကင်ဝယ်တဲ့နေရာမှာဘာ region ကိုပဲဝယ်အမှကန်တနေ့ Apple က official ပေးထားကြတဲ့နိုင်ငံပေါ့နော်သူတို့ရဲ့ official store ရှိတဲ့နေရာတိုင်းမှာ running claim လို့ရနောက်တစ်ခုကကျွန်တော်တို့အများစုကခုမြန်မာပြည်နဲ့နိုင်ရှင်ပြီးပြောရမယ်ဆိုရင် second ဝယ်တဲ့အခါမှာပြဿနာတော်တော်များတက်တယ်ဘလို့တက်လဲဆိုတော့တက်เสียရလဲအကြောင်းရှိတယ်အများကြီးပဲဘာလို့ဒီ region နဲ့ပတ်သက်ပြီးတော့ဟို region ကမလို့မကောင်းတာဒီ region ကမလို့မကောင်းတာမဟုတ်တကယ်တမ်းကတော့ bell region မဆိုအကုန်လုံးကအတူတူပဲ second မှာလည်းအကုန်အတူတူပဲကျွန်တော် iPhone ကကျွန်တော်ဘယ်နိုင်ငံအတွက်မလို့မကောင်းအောင်ထုတ်ဆိုတာမျိုးတော့မထုတ်ဘူးညာသိရမလားအကုန်လုံးပဲဟိုညီလူညလူထုတ်ထားတာကျွန်တော်တို့ဒီလို second လောကကြီး second ဈေးကွက်ကြီးပေါ်လာမှာပဲဟိုကမကောင်းဘူးဒါမကောင်းဘူးဖြစ်သွားတယ်မိတ်ဆွေတို့အနေနဲ့ဗျအဲ့ဒါကြောင့် iPhone ဝယ်ပြီဆိုလို့ရှိရင်အသစ်ပဲဝယ် second ပဲဝယ်ပေါ့နော်ကိုဝယ်တဲ့နေရာနဲ့ကိုယုံကြည်ရတဲ့နေရာပေါ့ဗျာဟိုဆိုင်ပဲဖြစ်ဖြစ်ဥမာဟိုကျွန်တော်ဆိုင်ပဲဖြစ်ဖြစ်ပေါ့အဲ့လိုမျိုးပေါ့နော်ဒါမိတ်ဆွေကိုတီးရဲ့နေရာမှာဝယ်တယ်ဆိုလို့ရင်ဝယ်တဲ့ရောင်းတဲ့လူအပေါ်မှာပဲမူတည်တာပေါ့အများစုကတော့သူတို့ကမိတ်ဆွေကိုတီချာနားလည်အောင်ရှင်းပြပါလိမ့်မယ်မိတ်ဆွေယုံကြည်ရတဲ့လူတွေစီကနေပြန်ကြားတဲ့စကားကိုမိတ်ဆွေတီချာလေးဟိုနားထောင်မှာဝေဖန်မှာကိုဝယ်တဲ့မွေးဆုံးဖြတ်ပါပါနော်ဒီကတော့ Apple ကတော့ခဏပြောသလိုပဲမကောင်းတာမျိုးလုံးဝမထုတ်ပါဘူးအသစ်ပက်ကင်ဝယ်လို့ရှိရင်ကြိုက်တဲ့ region ကိုဝယ်ဒါပေမဲ့ तू ကသူ့နိုင်ငံနဲ့သူတော့အကန့်အသတ်ကလေးတော့ရှိတယ်ဘယ်နိုင်ငံကတော့ဘာမသုံးဘူးเนาะဘာကြောင့်မလို့အဲ့ဒါလေးကျွန်တော်တို့ပိတ်ထားတယ်ဖွင့်ထားတယ်ပေါ့နော်ဒါမျိုးလေးတွေဟိုအကန့်အသတ်သူ့နိုင်ငံနဲ့သူအတိုင်းတာလေးတွေခွဲထားတာမျိုးရှိတာပေါ့ဗျာနော်အဲဒီတိုင်းမှာတစ်ခုကျွန်တော်ညှက်ပြီးတော့ပြောချင်တာတစ်ခုရှိသေးလားကျွန်တော်တို့အများစုပေါ့နော်အများကြီးလူတွေကဒီ iPhone နဲ့ပတ်သက်ရင်ဖုန်းပဲဖြစ်ဖြစ်သူ့ရဲ့ accessory product တွေနဲ့ပဲဖြစ်ဖြစ်ဘာပဲဖြစ်ပေါ့နော်အခုချိန်ထိကိုဆွဲနေတဲ့အဆွဲတစ်ခုနောက်တစ်ခုရှိသေးတယ်အဲ့ဒါဘာတစ်ခုလဲဆိုကျွန်တော် iPhone တွေမှာအခုအများစုသုံးတဲ့ adapter ပေါ့နော် adapter ဆိုလို့ရှိရင်ဗျာဟိုဒီလိုခောက်လို့ကွေးလို့ရတဲ့3 pin ကိုမှအစ်စ်လို့ထင်တာတကယ်တမ်းအဲ့3 pin အတူရလဲလာရတာမှလာအော်ကြောကိုလမ်းတာပဲလာတယ်သိလားတကယ်တော့အဲ့လိုမဟုတ်သူနိုင်ငံအလိုက်သူ့နိုင်ငံမှာသုံးတယ်တော့3 pin အများစုဆိုလို့ရှိရင်ကျွန်တော်တို့ဒါစင်ကာပူနိုင်ငံမှာသုံးတယ်သူတို့နိုင်ငံကပလက်ခုံကလေအဲ့အပေါက်က3ပေါက်ပါသူအဲ့ ground ပေါက်နဲ့အပေါက်3ပေါက်ပါထိုးอ่ะကျွန်တော်တို့မြန်မာနိုင်ငံကတော့ကြိုက်တဲ့နိုင်ငံကလာကြိုက်တယ်လို့ခေါင်းတွေလာခဲ့ကြိုက်တယ်လို့ခေါင်းအကုန်သွင်းလို့ရဒီမှာကတော့ဟို multi use ပေါ့နော် multi ပဲအကုန်လုံး3ပေါက်လာ2ပေါက်လာ1ပေါက်လာအကုန်လုံးသွင်းလို့ရပြောချင်တာဗျာကျွန်တော်တို့မြန်မာတွေကျွန်တော်တို့မိတ်ဆွေတွေဒီ mindset တစ်ခုဆွဲနေတာဒါအကောင်းတယ်ဟိုအကောင်းတယ်ဆိုတော့လုံးဝမဟုတ်ဘူးကိုကဟိုလေးလာအားနေနေလို့အခု AI ခေတ်ရောက်နေကိုသိချင်တာတစ်ခုကိုဗျာရိုက်ထည့်လိုက်တာနဲ့ကျွန်တော်တို့ဒါကိုသိချင်တာအကုန်လုံးအနည်းဆက်ဆုံးကျွန်တော်တို့သိခွင့်ရโอเคအားကြောင့်ဗျာမိတ်ဆွေတွေအနေနဲ့ဒါနိုးထားဖို့အချိန်ရောက်ပြီเนาะ wake up ပဲမိတ်ဆွေတို့ဘာလို့ဆိုတော့ဗျာမိတ်ဆွေကဥလို့ဆိုင်သွားလိုက်လို့ကိုကဒါမှဒါဒီလိုကောင်းတယ်လို့သွားပြောနေဟိုပြောရမြာကိုအားတာကိုသိရလူသိအောင်ကြီးညာတယ်လို့ဖြစ်သွားတယ်အဲ့တော့ဒါမျိုးတွေမဖြစ်အောင်ကျွန်တော်ဒါမိတ်ဆွေတို့နည်းနည်းလေးဒါလိုရှင်းလေးနဲ့သိအောင်ကျွန်တော်ရှင်းပြလိုက်တာဖြစ်ပါတယ်โอเคအားလုံးကျေးဇူးတင်ပါတယ်